Hello အေးကြပြီလားမင်္ဂလာပါအဲ့တော့လိုင်းပေါ်တက်လာပြီးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်လိုင်းပေါ်မှာမအိတ်သေးတဲ့အတွက်ကြောင့်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်အဓိကနေ့တိကဒီຫນွေဦးတော်လိုင်းနဲ့ပတ်သက်ပြီးတော့မှဒါအပွင့်လင်းဆုံးပြောရမယ်ဆိုလို့ရှိရင်တော့နိုင်ငံသားတယောက်အနေနဲ့ပါဝင်တယ်နော်ပါဝင်တယ်ဒါပေမဲ့နေ့တိတော့88ကိုတော့မမီခဲ့ဘူးပေါ့နော်ဒီຫນွေဦးတော်လိုင်းကအရင်အရေးကြီးတဲ့အပိုင်းမှာပါတယ်နော်ဘာကြောင့်ဆိုတော့အနာဂတ်မှာကိုကအဆုံးဖြတ်ပြီးတော့မှလေကိုရဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မှနော်အဆုံးဖြတ်ပြီးတော့မှဆိုတဲ့အခါကျတော့ကျွန်တော်ဒီຫນွေဦးတော်လိုင်းကကျွန်တော်တို့အတွက်အရင်လူငယ်တွေတော့ပေါ့နော်အဓိကလူငယ်တွေအတွက်အရင်အရေးကြီးရဲ့ဟာဖြစ်ပါတယ်နော်အဲ့အတွက်ကြောင့်ဒီတစ်ကအစကတည်းကပြောပါတယ်ဒီတရားမဝင်အကြမ်းဖက်စစ်ကောင်စီဒီတရုတ်ကွန်မြူနတီရဲ့လက်အောက်ကိုရောက်သွားပြီနော်ရုရှားကွန်မြူနတီရဲ့လက်အောက်ကိုရောက်သွားပြီဆိုပြီးတော့နေ့တစ်ကပြောခဲ့ပါတယ်အဲ့ဒီ live ကမီလီယံချီပေါက်ခဲ့တယ်ပေါ့နော်ပေါက်ခဲ့တဲ့ live ရှိပါတယ်နော်ဒါရှိခဲ့တယ်အဲ့လိုမျိုးအကြမ်းဖက်စစ်ကောင်စီဘက်ကနေဝိုင်း report ပေးမှုကြောင့်တော့ဒါအဲ့ဒါလေးတွေကဟိုဖြစ်ခဲ့တာပေါ့ page ကြခဲ့တာဒါပေမဲ့ပြောခဲ့တယ်အဲ့တော့ကျွန်တော်တို့တော်တော်များဟိုကျွန်တော်လာပြီးတော့မှငင်းကြတယ်ပေါ့နော်ဟာမဖြစ်နိုင်ဘူးဘာညာကွီးကွာအဲ့ဒါမျိုးအဲ့တော့ကျွန်တော်ဒီကြောက်တိုင်ယူကြည့်ပြီးတော့ကျွန်တော်ပြောခဲ့တယ်ဒီအကြမ်းဖက်စစ်ကောင်စီကဒီရုရှားရဲ့လက်အောက်ကိုရောက်သွားတယ်နောက်ဒီတရုတ်ကွန်မြူနတီရဲ့လက်အောက်ကိုရောက်သွားတယ်သူတို့ကိုယ်တော်မှသူတို့မပိုင်ဘူးဒါအပွင့်လင်းဆုံးပြောတာအာဏာသိမ်းနေဆိုတဲ့ပုံကိုယ်တွေသူတို့ကိုယ်တော်သူတို့မပိုင်တဲ့လူတွေကအာဏာကောက်သိမ်းတာနော်ဒါတမိုင်းအမှန်တရားဖြစ်တယ်နော်အဲ့တော့အာဏာကောက်သိမ်းနေဆိုပြီးတော့သူတို့ကပြောတယ်ဒီအာဏာကောက်သိမ်းတဲ့လူတွေကသူတို့ကိုယ်သူတို့မပိုင်ဘူးသူတို့ကိုယ်တော်မှသူတို့မပိုင်တဲ့လူတွေနော်ဒီအကြမ်းဖက်စစ်ကောင်စီကရုရှားရဲ့လက်အောက်ရောက်တယ်တရုတ်ကွန်မြူနတီရဲ့လက်အောက်ရောက်တယ်သူတို့ကိုယ်တော်သူတို့မပိုင်တဲ့လူတွေကမြန်မာနိုင်ငံကိုအာဏာသိမ်းနေဆိုရဲချင်းပေါ့နော်ချင်းအဲ့တော့အကြမ်းဖက်စစ်ကောင်စီဒီဘာကြောင့်မြန်မာနိုင်ငံမှာအာဏာသိမ်းတာလဲဆိုလို့ရှိရင်အကျွေးမဆက်နိုင်လို့နံပါတ်1တစ်ချက်ကဘာလဲအကျွေးမဆက်နိုင်လို့နံပါတ်2တစ်ချက်ကအကျွေးမဆက်ချင်လို့အကျွေးမဆက်နိုင်လို့နံပါတ်1တစ်ချက်ကဘာလဲဒီအကြမ်းဖက်စစ်ကောင်စီဒီဘာကြောင့်အာဏာသိမ်းတာလဲမြန်မာပြည်ကြီးကိုချစ်လွန်းလို့တန်မိုးထားလွန်းလို့အာဏာသိမ်းနေများထင်မနေနဲ့နော်မြန်မာပြည်ကြီးကိုချစ်လွန်းလို့တန်မိုးထားလွန်းလို့အကြမ်းဖက်စစ်ကောင်စီကဘာလဲအာဏာသိမ်းတယ်လို့ထင်မနေနဲ့နံပါတ်1တစ်ချက်ကဘာလဲအကျွေးမဆက်နိုင်လို့ဆိုတာကဒီနှစ်ပိုင်းရှိတယ်ဒီအကြမ်းဖက်စစ်ကောင်စီသူတို့ဒီအရှိတောင်အာရှမှာသူတို့နဲ့ပတ်သက်တဲ့လုပ်ငန်းစုတွေရှိတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့နောက်တရုတ်ကွန်မြူနတီရုရှားအဲ့ဒါတွေနဲ့ပတ်သက်ပြီးသူတို့တွေကအကျွေးမဆက်နိုင်တဲ့အတွက်ကြောင့်ဘယ်ဆက်မလဲသူတို့ကဒီပြည်သူခံစား권ကိုမပေးဘဲနဲ့သူတို့ကအိတ်ကတ်တယ်ပဲဘုံထဲကြတာပေါ့နော်အိတ်ကတ်တယ်ကိုပဲဘုံထဲကြတယ်အချောင်းကြီး
လိုအချောင်စားအဲ့ဒီလိုမျိုးအပိုင်းကိုသွားတယ်နားလည်လားမသိဘူးကျွန်တော်ပြောချင်တဲ့စကားလုံးအဓိပ္ပာယ်နားလည်လားမသိဘူးเนาะအဲ့တော့အဲ့လိုမျိုးပိုင်းကိုသွားတယ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီဒီအာဏာသိမ်းတာဒီနိုင်ငံကိုချစ်လို့အာဏာသိမ်းတာမဟုတ်ဘူးပြည်နယ်နဲ့တိုင်း14ခုလုံးကိုတန်ဖိုးထားပြီးညှက်နှုံးလို့အာဏာသိမ်းတာလည်းမဟုတ်ဘူးအမျိုးဘာသာသာသနာကိုအရင်ချစ်မြတ်လို့အာဏာသိမ်းတာလည်းမဟုတ်ဘူးသူတို့ရဲ့အဓိကအာဏာသိမ်းခြင်းအဓိကအကြောင်းတရားကဘာလဲသူတို့အကျိုးမဆက်နိုင်လို့နံပါတ်1ချက်ကဘာလဲအကျိုးမဆက်နိုင်လို့သူတို့နဲ့ပတ်သက်တဲ့အင်ပါယာတွေမှာသူတို့အကျိုးမဆက်နိုင်လို့အကျိုးမဆက်နိုင်လို့အခုသူတို့တရုတ်ကွန်မြူနတီကိုထိုးကျွေးမဲ့ကိစ္စတွေရှိတယ်ရုရှားကွန်မြူနတီကိုသူတို့ထိုးကျွေးမဲ့ကိစ္စတွေရှိတယ်အစင်းနဲ့ပြင်ပြီးသားအကျိုးမဆက်နိုင်လို့နော်အကျိုးမဆက်ခြင်းလို့ကြတော့ဘယ်သူနဲ့သွားသက်ဆိုင်လဲဆိုလို့ရှိရင်ပြည်သူအစိုးရနဲ့သက်ဆိုင်တယ်ကဲအကြမ်းဖက်စစ်ကောင်စီတွေပူးပေါင်းတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့အတူပူးပေါင်းပြီးတော့မှအာဏာဝိုင်းသိမ်းကြတဲ့လူတွေကအကျွေးမဆက်ရှင်လို့အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းကြတာကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးအသင်းကတော့ဒီစကလုံးကိုကြားရင်သူတို့ကတော့အသိဆုံးပေါ့နော်သူတို့ဒီကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးအသင်းကဆိုလို့ရှိရင်ဒါတန်လန်းနေဖောက်ခဲ့တယ်နော်ချီးကျူးပါတယ်တန်လန်းဖောက်တာလေအဲ့တော့မလားကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးအသင်းကတန်လန်းဖောက်တာကိုချီးကျူးတယ်နော်လမ်းနေဖောက်တာကိုချီးကျူးတယ်ဒါပေမဲ့အဲ့ဒီတန်လန်းပြည်သူလူထုမသုံးဘူးလူသွားလည်းမရှိဘူးခြုံပုတ်တွေတက်တယ်ဒီလိုမျိုးတွေနဲ့ပြီးလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ဘတ်ဂျက်တွေကဘယ်လောက်လဲမသိဘူးဒါတစ်ခုပဲရှိသေးတယ်အဲ့တော့ဘတ်ဂျက်တွေတော်တော်များများကကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးအသင်းကခါပြက်ခဲ့တဲ့ကိစ္စတွေရှိတယ်အဲ့တော့ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှာဆိုလို့ရှိရင်အကြီးပိုင်းကလည်းအကျွေးမဆက်ချင်ဘူးနန္ဒလာမြင့်အတီးဆုံးပေါ့နော်နန္ဒလာမြင့်ကတော့အတီးဆုံးပဲသူဒီအတီးဆုံးပဲသူတို့ဒီလည်းအကျွေးမဆက်ချင်ဘူးဒါအပွင့်လေးဆုံးပြောပြတာပေါ့နော်အဲ့တော့အကျွေးမဆက်ချင်တဲ့အဖွဲ့တွေကရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအပွင့်လေးဆုံးပြောပြမယ်အကျွေးမဆက်ချင်တဲ့အဖွဲ့တွေကပြည်သူအစိုးရနဲ့ပတ်သက်ပြီးအကျွေးမဆက်ချင်ဘူးပြည်သူအစိုးရပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုအကျွေးမဆက်ချင်ဘူးဆိုတာဘာနဲ့သွားတူလဲတလားပြည်သူလူထုကိုအကျွေးမဆက်ချင်တာနဲ့အတူတူပဲခိကဗျာပြည်သူအစိုးရတက်တဲ့အချိန်မှာပြည်သူလူထုပေါ်မှာဒီအကြမ်းဖက်စစ်ကောင်စီအကျွေးအများကြီးတင်သွားတယ်ဘာကြောင့်လဲတလားပြည်သူကအလုံးလုံးနိုင်တယ်စီးလုံးတယ်ညီညွတ်တယ်ကြော်ပြောတဲ့စကားနားလည်လားမသိဘူးပြည်သူအစိုးရတက်တဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဒီအများကြီးပဲသူတို့တွေဒီလွှတ်တော်ထဲမှာသိမ်းစရာရှိတာတွေသိမ်းနော်မစရာရှိတာတွေမအကုန်လုံးသူတို့သိမ်းသွားကြတာပဲအများကြီးပဲဒါကျွန်တော်တို့အားလုံးတွေးခဲ့ကြတာပဲမှန်လားမှန်တယ်နော်သူတို့အများကြီးသိမ်းသွားတယ်အကျွေးမြန်မာပြည်သားတယောက်ကိုအဲ့တော့အကျွေးဘယ်လောက်တင်လဲ9သိန်းနဲ့ထားခဲ့တယ်နော်ကဲဦးသိန်းစိန်အစိုးရပြုတ်သွားတဲ့အချိန်မှာမြန်မာပြည်သူပြည်သားရဲ့တယောက်ချင်းစီအကျွေး9သိန်းတင်တယ်နော်အဲ့လိုမျိုးနဲ့ထားသွားတယ်အဲ့လိုမျိုးဘဝကိုကျွန်တော်ပြည်သူပြည်သားတွေကစီးလုံးညီညွတ်စွာနဲ့အကျွေးဆက်ခဲ့ကြတဲ့အခါကျတော့ပြည်လေလာတယ်လမ်းကြောင်းပေါ်ရောက်လာတယ်အကျွေးဆက်ရတဲ့ဘဝကနေပြီးတော့မှနိုင်ငံတကာရဲ့ရင်းနှီးမြှုပ်နှံမှုဘဝပုံစံကိုအသွင်ပြောင်းလာတယ်အဲ့လိုအသွင်ပြောင်းလာတဲ့ဂျားမှာကျွန်တော်တို့ဒီတရားမဝင်အကြမ်းဖက်စစ်ကောင်စီရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့ဘဝကြီးကိုကျွန်တော်တို့ကခံခဲ့ရတာအဲ့ဒါမျိုးအဲ့ဒီဘဝမျိုးကျွန်တော်တို့ကရောက်ခဲ့ရတာပါခင်ဗျာဒါဒီຫນွေဦးတော်လိုင်းရေးရဲ့အရှိမဖြစ်ခဲ့တဲ့အရာတွေကိုပြန်ပြီးတော့မှပြန်ပြောပြပေးတာအဲ့တော့ဒီအကြောင်းပြလိုက်လေဒီနားလည်လိမ့်မယ်လို့လွယ်လွယ်လေးနဲ့ပေါ့နော်ဒီလိုလေးပြောပြလိုက်လို့ရှင်နားလည်လိမ့်မယ်လို့ဒါကျွန်တော်တို့ယုံကြည်တယ်နော်အဲ့လိုမျိုးအဲ့ဒီတော့ဒီအချမ်းဘက်စစ်ကောင်စီရဲ့တရားမဝင်အာဏာသိမ်းမှုကအရင်ဆိုးတယ်ဗျအရင်ဆိုးတယ်အရင်ဆိုးတယ်နားလည်လားမသိဘူးနားလည်လားအဲ့တော့သူတို့ကမြန်မာပြည်ကိုချစ်လို့အာဏာသိမ်းတာမဟုတ်ဘူးမြန်မာပြည်ကိုတမိုးထားလို့အာဏာသိမ်းတာမဟုတ်ဘူးနားလည်လား
မြန်မာပြည်ကိုမချစ်ဘူးမြန်မာပြည်ကိုချစ်ရင်မြန်မာပြည်သူပြည်သားတွေဒီအချိန်မှာကျမကြီးတွေကောင်းပြီးတော့မှမြန်မာငွေကြီးတွေကတမိုးတွေတက်နေမှာပေါ့ထိုင်းငွေကြီးเนี่ย45လောက်ကအခု2စ3စ2စနီးပါးလောက်ကိုခုံတက်တယ်ဆိုတော့အများကြီးပြောင်းကုန်တယ်အခုကဒီတော်လိုင်းမှာနာတာကအနီလဲနာတယ်လို့အပြာလဲနာတယ်လို့အဝါလဲနာတယ်အကုန်ထိတာနောက်ဆုံးတော့မြန်မာပြည်မှာအာနာရှင်ရဲ့သဘောတရားကကွန်းကွန်းကွက်ပေါ်ထွက်သွားတာအာနာရှင်ရဲ့သဘောတရားကပါလေကွန်းကွန်းကွက်ပေါ်ထွက်သွားတာအဲ့ဒါမျိုးအဲ့တော့ဒီညနေ့ရဲ့မြန်မာရဲ့ live ကအကောင့်2ခုလုံးကနေလွှင့်နေတာ page 2ခုကနေတပြိုင်တည်းလွှင့်ပေးနေတာ YouTube ကနေလည်းတပြိုင်တည်းကြည့်လို့ရပါတယ်เนาะအဲ့တော့ကျွန်တော်မြန်မာနိုင်ငံသားတယောက်ဖြစ်တယ်ရိုးရှင်းရှင်းလေးပဲမြန်မာနိုင်ငံသားတယောက်အနေနဲ့ဒီနယူးတော်လိုင်းကိုပါဝင်တာဖြစ်ပါတယ်เนาะအဲ့တော့အလုပ်တစ်ဖက်ရှိပါတယ်အဲ့တော့အလုပ်လေးတစ်ဖက်လုပ်ရင်းနဲ့ကျွန်တော်တို့ကဒီအချိန်မှာဒီမြန်မာပြည်သူပြည်သားရဲ့ဗဇက်တွေကတော့ပိတ်လို့တော့မရဘူးလीเนาะကျွန်တော်တို့ပိတ်ထားလို့မရဘူးကျွန်တော်တို့ပြောမှလည်းဒီတရားမဝင်အကြမ်းဖက်စစ်ကောင်စီရဲ့မိုင်းရွေးဆန်မှုတွေဒါကျွန်တော်တို့ကကောင်းကောင်းတိကျွမ်းနားလည်မှုတွေဖြစ်လာမှာဖြစ်ပါတယ်နော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့တွေအားလုံးဟာဒီတော်လေးကြောက်မယ်မိသားစုစိတ်သက်တွေလို့ဖြစ်လာတယ်မိသားစုလို့ခင်လာကြတယ်မိသားစုလို့ချစ်လာကြတယ်မိသားစုလို့ယဉ်နီးလာကြတယ်ဘယ်သူပဲဖြစ်ဖြစ်ဒီအချိန်မှာကျွန်တော်တို့တွေ့လို့ရှိရင်ကိုယ့်ရဲ့ရင်ခွင်ထဲကိုရောက်လာတဲ့မိသားစုလေးပါလားလို့ဒါကျွန်တော်တို့ထင်တယ်ပေါ့နော်အဲ့လိုမျိုးခံစားတဲ့စိတ်ဓာတ်တွေဖြစ်လာကြတယ်နော်ဒါပေမဲ့ရန်သူတော့သွားပြီးတော့မိသားစုလို့မချစ်နဲ့ရန်သူတော့သွားပြီးမတနာနဲ့ခမရသူတို့မှတနာကျင်နာတက်တဲ့နှလုံးသားမရှိဘူးရန်သူကြတော့သူတို့ကဘလို့အမျက်ထုတ်ရင်ကောင်းမလဲဘလို့မျိုးနှိမ့်ဆက်ရင်ကောင်းမလဲဘလို့မျိုးအချောင်ရရင်ကောင်းမလဲအဲ့ဒါမျိုးသူတို့တွေကဟိုလောက်တာပေါ့နော်အဲ့တော့အဲ့အတွက်ကြောင့်ကျွန်တော်တို့တွေအားလုံးကသတိထားမယ်ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့ပြောချင်တာဘာလဲဆိုလို့ရှိရင်ဒီအကြမ်းဖက်စစ်ကောင်စီတွေကအစကတည်းကတရားမဝင်အာဏာသိမ်းတာသူတို့ကဒါအာဏာသိမ်းနေဆိုပြီးတော့မှပြောနေတာအာဏာသိမ်းတဲ့သူတွေကတရုတ်ကွန်မြူနတီလက်အောက်ရောက်နေတယ်ရုရှားကွန်မြူနတီလက်အောက်ရောက်နေတယ်သူတို့ကိုယ်တော်မှသူတို့မယုံထွက်နိုင်တဲ့ဘဝသူတို့ကိုယ်တော်သူတို့အကျွေးမဆက်နိုင်တဲ့ဘဝသူတို့ကိုယ်တော်သူတို့မနိုင်တဲ့လူတွေကအာဏာသိမ်းတယ်မြန်မာနိုင်ငံကိုစီမံခန့်ခွဲခြင်းနဲ့မဲတပြားမှမနိုင်တဲ့အဖွဲ့တွေရာဇဝင်တွေကိုမနိုင်ခဲ့တာရာဇဝင်တွေကိုမနိုင်ခဲ့တာပါနော်ရာဇဝင်နဲ့ဒီအကြမ်းဖက်စစ်ကောင်စီကမနိုင်ဘူးသူတို့လူအတွက်လည်းမကောင်းဘူးပြည်သူလူထုအတွက်လည်းမကောင်းဘူးအကုန်လုံးအတွက်သူတို့တွေဒီရုပ်မာတယ်ပတ်ဆက်တယ်အဲ့တော့အခုပတ်စံတွေကမြန်မာပတ်စံထိုးကြတယ်ဆိုပြီးပြောနေကြတယ်ကဲနေတစ်ဘာပြောခဲ့လဲနေတစ်ကအစကတည်းကလိုက်လွှင့်ကြတယ်ကဘာပြောခဲ့လဲကဲနေတစ်မြန်မာစပြီးလိုက်လွှင့်ကြတယ်ကဘာပြောခဲ့လဲအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုတွေငွေကြီးတွေအားလုံးက blacklist ဖြစ်သွားပြီလို့နေတစ်မပြောခဲ့ဘူးလားမပြောခဲ့ဘူးလားအဲ့ဒီကလေးကနေတီးတဲ့လူတွေကချက်ချင်းကိုကျွန်တော်တို့တွေကအများကြီးအပြောင်းရွှေ့လုပ်ထားတော့မှာလေနော်အပြောင်းရွှေ့လုပ်ထားတော့မှာအဲ့ဒီကလေးကကျွန်တော်အမုန်းခံပြီးပြောခဲ့တယ်ဒီအကြမ်းဖက်စစ်ကောင်စီတွေနဲ့ပတ်သက်တဲ့ဟာလွန်ခဲ့တော့တစ်နှစ်နော်နယူးတော်လိုင်းအစပိုင်းလောက်ကပဲကျွန်တော်ပြောတာဘာကြောင့်အဲ့လိုမျိုးစကားကိုအမှားခံပြောရလဲသိလားဒေါက်တာဆာကဒီကမ္ဘာဘဏ်နဲ့ပတ်သက်တဲ့ statement တခုကိုကြီးညာလိုက်တယ်ကမ္ဘာဘဏ်နဲ့ပတ်သက်တဲ့ statement တခုကြီးညာလိုက်တဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ငွေကြေးကိုကမ္ဘာဘဏ်ကလည်းcredit မပေးဘူးကျွန်တော်ပြောချင်တာနားလည်လားသူတို့နဲ့ပတ်သက်တဲ့ငွေကြေးကစိတ်မဖြစ်ဘူးဆိုတာအဲ့ဒါအ
အစကတည်းကသိတယ်အဲ့ဒီ grade 1 နေတစ်ကပြောတယ်ဒီအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ငွေကြေးတွေပိုင်ဆိုင်မှုတွေအားလုံးကငွေမဲတွေနော် blacklist တွေနော်ကျွန်တော်အားပေါင်းပြောခဲ့တာဘယ်မီဒီယာမှမပြောဘူးအဲ့ဒါဘယ်မီဒီယာမှမပြောဘူးနေတစ်ပြောခဲ့တယ်အဲ့တော့နောက်ပိုင်းမှာဘတ်တွေထိုင်းဘတ်တွေဘာဖြစ်လဲတမိုးတွေဘာဖြစ်လဲတက်လာတယ်မြန်မာငွေကြီးတမိုးတီလုံးဝအောက်ထစ်ကိုကျသွားတယ်ပြောခဲ့ရနော်အဲ့ဒါအရင်ရေးကြည့်ပါတယ်အဲ့တော့နေတစ်ကချူချူပြောတယ်ချူချူအသိပေးတယ်ဒါလေးကဒီလိုရှိတယ်ဒါလေးကဒီလိုရှိတယ်အကုန်လုံးကိုပြောခဲ့ပါတယ်ကျွတင်ပြောခဲ့တယ်နော်ကမ္ဘာဘဏ်ကိစ္စတွေနောက်ကုန်သွယ်ရေးဌာနမှာကမ္ဘာကုန်သွယ်ရေးဌာနနဲ့လည်းဒီအကြမ်းဖက်စစ်ကောင်စီတွေကအခြေဆက်မရှိဘူးနေတဲ့စကားပြောရင်အခုဘယ်လိုပြောလဲသိလားအကြမ်းဖက်စစ်ကောင်စီဒီကမ္ဘာဘဏ်နဲ့အခြေဆက်မရှိဘူးကမ္ဘာကုန်သွယ်ရေးဌာနနဲ့လည်းအခြေဆက်မရှိဘူးအဲ့တော့အဲ့ဒါကိုယုံစားပြီးဘာဖြစ်လို့ဒီအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့အရာတွေပေါ်မှာအယောင်းဝယ်တွေလုပ်နေကြတာလေဘာဖြစ်လို့ဟိုအယောင်းဝယ်ဖောက်ကားမှုတွေလုပ်နေကြတယ်ကျွန်တော်အဲ့ဒါကိုပဲချပြချင်တယ်လှုပ်ကြိုက်တော့လို့အကုန်လုံးက blacklist တွေငွေမဲတွေမတရားသောစီးပွားရေးတွေအဲ့ဒီတိုင်းသွားတာအကြမ်းဖက်စစ်ကောင်စီရဲ့စိတ်ထဲမှာဘယ်လိုသဘောထားလဲသိလားမြန်မာပြည်သားဆိုတာကွာငါတို့ပြီးကျင်တိုင်းပြီးလို့ရတယ်ငါတို့နှိမ်ကျင်တိုင်းနှိမ်လို့ရတယ်ငါတို့အခိုင်းစီပါကွာဒီကောင်လေးကိုငါတို့တွေ့တဲ့နေရာမှာပါချလို့ရတယ်ထုလို့ရတယ်ထောင်းလို့ရတယ်ကိုမြန်မာပြည်သားချင်းချင်းကအဲ့လိုအဆင့်တန်းမျိုးနဲ့ဆက်ဆံတာဒါအကြမ်းဖက်စစ်ကောင်စီရဲ့သူတို့ရဲ့ဇယိုက်တွေသူတို့ရဲ့လက္ခဏာတွေမြန်မာပြည်မှာဘွဲတွေဒီဂရီတွေအပွင့်တွေအခက်လက်တွေရသွားရင်ပြည်သူလူထုကိုအမျက်ကြီးစားထုတ်ဖို့ပဲသူတို့စဉ်းစားတယ်သူများနိုင်ငံမှာအပွင့်တွေအခက်လက်တွေဘွဲတွေဒီဂရီရလို့ရှိရင်ပညာမတတ်တဲ့ပြည်သူလူထုနောက်ပြီးတော့မှစာပေမသင်ကြားခဲ့ရတဲ့ပြည်သူလူထုသူတို့တွေကိုဘယ်လိုမျိုးပြန်ပြီးပြုစုရမလဲစောင့်ရှောက်ရမလဲဆိုတော့ရှင်ကြီးမှုနဲ့တွားတာမြန်မာနိုင်ငံမှာအဲ့လိုမျိုးအကြမ်းဖက်မှုနဲ့တွားတာမလေးအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှနေရာလေးတစ်နေရာမရလိုက်နဲ့ဘာဖြစ်သွား ਈ လဲပြည်သူလူထုကိုပုံကန်တယ်နော်ပြည်သူလူထုကိုဟောဖြစ်တယ်အဲ့ဒီတိုင်းသွားတာနောက်နေ့တပြောခဲ့တယ်မြန်မာပြည်မှာရှိနေတဲ့ငွေကြေးတွေအားလုံး blacklist ဖြစ်တယ်နော် blacklist ဖြစ်တယ်နော် CB ဘဏ်ကတတိတော်မှာမြန်မာငွေကြေးကိုစိတ်မချလို့အမေရိကန်တို့ဘာလို့သွားတယ်သူတို့ကြိုတင်လှုပ်ထားတဲ့ကိစ္စတွေအများကြီးရှိတယ်သူတို့ပြောလိုက်လို့ရှိရင်သူတို့ဘဏ်တွေကခွမ်းသွားမှာဆိုလို့သူတို့မပြောတာပေါ့နော်သူတို့ကြိုတင်ရှေ့ကိုပြေးပြီးသူတို့လှုပ်တဲ့ကိစ္စတွေအမေရိကကိုသွားပြီးတော့ကြိုတင်သွားပြောတဲ့ကိစ္စတွေအများကြီးရှိတယ်သူတို့လှုပ်တဲ့ကိစ္စတွေအများကြီးရှိတယ်သူတို့ဘဏ်ကိစ္စတွေနဲ့ပတ်သက်ပြီး recover ကိစ္စတွေလုပ်တာတွေအများကြီးရှိတယ်ဟုတ်ပြီလားအဲ့တော့ကျွန်တော်မြန်မာပြည်သူပြည်သားတွေကိုသူတို့ကဘယ်လိုလင်ရမလဲဘယ်လိုကောက်ကျရမလဲဘယ်လိုရုံမာရမလဲဆိုတဲ့အပိုင်းကိုသူတို့အာရုံပို့ထည့်တယ်အာမိဘပြည်သူများအဲ့ဒါအတင်းပါရသဘောပေါက်ပါငွေချင်းနဲ့ပတ်သက်ပြီးတော့မှနေတိတ်ကကြိုပြောခဲ့တယ်တချို့ကဒီခြာတိတ်ပြောတာမဟုတ်ပါဘူးเนาะဘာညာကွီးကွာပြောခဲ့တယ်မကြောက်ဘူးဘာဖြစ်လာလဲ ATM မှာတားမစီရဘူးလား ATM မှာဖျားနဲ့ဖျားတွေခင်းခေါင်းနေယူတချို့ဆိုလို့ရှိရင်ညာအိတ်ထိုင်ဆောင်ရတဲ့ဘွားတွေမဖြစ်ကုန်ဘူးလားဖြစ်ကုန်တယ်နော်အဲ့ဒါပဲနိုင်ငံကြီးဆိုတာအရန်လွယ်တယ်ဒါပေမဲ့တန်မိုးမထားတဲ့အတွက်ကြောင့်အရန်ခတ်နေရတယ်ဒါလဲ
တန်ဖိုးမထားတဲ့ဟာနော်ဂယုမစိုက်တဲ့အတွက်ကြောင့်တချို့သောကိစ္စတွေကလွယ်ပြီးမဲ့အရန်ခတ်သွားတယ်အစကတည်းကကျွန်တော်ပြောပြီးသားအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုတွေအားလုံးက blacklist နော်လို့ပြောပြီးသားအဲ့တော့အာယုံမထားဘူးအဲ့တော့ဒီလိုမျိုးတရားမဝင်တဲ့ပုံကိုယ်တွေ blacklist ဖြစ်တဲ့ပုံကိုယ်တွေကသူတို့ကိုသူတို့ဝင်ကြီးပါနိုင်ငံတော်အုပ်ချုပ်တဲ့သူတွေပါဘယ်လောက်ကြီးပဲပြောမြန်မာငွေတန်ဖိုးကတက်လာမှာမဟုတ်ဘူးကြာဆင်းပြီးရင်ကြာဆင်းရတဲ့ဘဝမျိုးမြန်မာကုန်စည်နှုန်းဒီလေတက်ပြီးရင်တက်ဒီတိုင်းပဲသွားနေမှာပဲဟုတ်ပြီလားမြန်မာပြည်မှာကုန်စည်နှုန်းကတက်ပြီးပြန်ဆင်းမှုဆိုတာတော်တော်ခက်တယ်နော်တော်တော်ခက်တဲ့ကိစ္စမျိုးဖြစ်တယ်အဲ့ဒါမျိုးအဲ့ဒီအပိုင်းကြီးသွားတယ်အဲ့ဒါမျိုးလေအဲ့ဒါကြောင့်ကျွန်တော်တို့တွေအားလုံးကသတိထားရမှာဒီအချက်လက်တွေသတိထားရမယ်ဒီလိုမျိုးတွေကိုသတိထားရမယ်အဲ့တော့အခုဒီအကြမ်းဖက်စစ်ကောင်စီကသူတို့ကမဥဆောင်နိုင်ကဲထိုင်းမှာဗျာထိုင်းလူမျိုးတွေတိုင်းမချမ်းသာဘူးထိုင်းမှာကြွကြော်ရှိတယ်မိဘပြည်သူများတော့ကြနေတော့ထိုင်းမှာလည်းအရင်ကြီးအထင်ကြီးမနေတော့ထိုင်းမှာကြွကြော်ရက်ွက်ရှိတယ်ထိုင်းမှာလည်းမြန်မာပြည်နဲ့ဆန်တဲ့နေရာပုံစံမျိုးတွေအများကြီးရှိတယ်။ဒါပေမဲ့သူတို့တွေကအခု iPhone 14ထွက်တယ်။ iPhone 14ထွက်တယ်။ iPhone 14ထွက်တယ်။ iPhone 14မှာiPhone 14 Pro Max ထွက်တယ်။ကဲမြန်မာပြည်မှာလမ်းဘေးမှာအတုပ်ရောင်းနေတဲ့အတုပ်တယ်လေးက iPhone 14 Pro Max ကိုဝယ်လို့ရလား။ဝယ်လို့ရတဲ့စုံပြချက်ကိုချနိုင်သလားချနိုင်သလားကဲဘုဒ္ဓတာနော်ဒါပြောပြီးမြန်မာပြည်မှာလမ်းဘေးမှာရှိနေတဲ့အတုပ်တယ်လေးက iPhone 14 Pro Max ကိုဝယ်နိုင်သလားဝယ်နိုင်သလားအခုထိုင်းနိုင်ငံမှာနောက်ဆုံးပေါ်ကားကြီးထွက်တယ်အဲ့ဒီနောက်ဆုံးပေါ်ကားတွေကဒီထိုင်းနိုင်ငံမှာပေါ့နော်ဒီသူတို့ဒီကဘာကနေနောက်ဆုံးပေါ်ကားတွေတော်တော်များများလေး model အမြင့်တွေထွက်တယ်ဗျာအဲ့ဒီနောက်ဆုံးပေါ် model အမြင့်တွေထွက်တဲ့ကားတွေပေါ့နော်အဲ့ဒီကားတွေထိုင်းမှာဝယ်နိုင်တဲ့ပြည်သူလူထုတွေအများကြီးပဲဒါသူတို့ဘယ်လိုဝယ်လဲမြန်မာနိုင်ငံမှာအလက်တန်းသားပြည်သူလူထုတွေအရန်တမိုးကြီးတဲ့ကားဝယ်နိုင်သလားအမလေးဈေးနှုန်းလေးကြီးတယ်နဲ့ဒီလိုညွန့်တယ်ဒါပေမဲ့အဲ့နိတိကအခုဒီရက်ပိုင်းတွင်းမှာအဲ့ဒါ discuss လုပ်နေတဲ့အပိုင်းလေးပဲအဲ့အချက်လက်ကလေဘာကြောင့်လဲဆိုတော့iPhone 14ထွက်လဲမြန်မာပြည်သူပြည်သားတိုင်းဝယ်နိုင်ရမယ်
ထိုင်းနဲ့မှာတော့မှ iPhone 14ထွက်တာ Pro Max ထွက်တာထိုင်းနိုင်ငံသူနိုင်ငံသားတိုင်းဝယ်နိုင်အောင်သူတို့လုပ်ပေးတယ်ဒီကောင်ရွှီးနေတာပါဘာညာကွီကွာပြောနေမှာဆိုလို့နည်းနည်းလေးဒီလိုလေးလုပ်လိုက်အောင်ဟိုဘက်မှာကျွန်တော်ပုံရိုက်ထားတာအဲ့တော့ကျွန်တော်ပြပြမယ်အခု iPhone 14 Pro Max ထွက်တယ်ဗျာအဲ့ဒီ iPhone 14 Pro Max ထွက်တာကိုထိုင်းနိုင်ငံသူနိုင်ငံသားတိုင်းဝယ်လို့ရတဲ့နည်းတွေရှိတယ်သိလားကမ္ဘာပေါ်မှာဘာပစ္စည်းပဲထွက်ပါစေ iPhone အခုဒါဆိုလို့ရှိရင် iPhone ဆိုလို့ရှိရင် iPhone 14 Pro Max ထွက်တာအစိုးရနဲ့လည်းအများကြီးသက်ဆိုင်တယ်မိဘပြည်သူများအစိုးရပေါ်မှာမူတည်တယ်ဟို iPhone 14ထွက်တာဘာ iPhone 14မှမဟုတ်ပါဘူးဘာပစ္စည်းပဲထွက်ပါကိုယ်နိုင်ငံသူနိုင်ငံသားတွေဝယ်နိုင်အောင်နိုင်ငံတော်ကစီစဉ်ပေးရမယ်ကျွန်တော်ပြောနားလဲလားမသိဘူးနိုင်ငံတော်ကစီစဉ်ပေးရမယ်ဟာဒီကောင်ဘာကြီးပြောနေပါလဲဒါမျိုးဟာနိုင်ငံရေးအကြောင်းပြောနေဒီလိုမျိုးပိုင်းနေသိချနားထောင်ကြည့် iPhone 14 Pro Max ထွက်တယ်နိုင်ငံသူနိုင်ငံသားတိုင်းဝယ်လို့ရတဲ့နီလန်းတွေကိုအစိုးရကစီစဉ်ပေးရတယ်တိလားမြန်မာနိုင်ငံမှာအဲ့လိုမစီစဉ်ပေးဘူး iPhone 14ထွက်ပြီဆိုလို့ရှိရင်ဒီခွင်ကိုငါတို့ဘယ်လိုဖိလိုက်ရမလားဘယ်လိုရိုက်လိုက်ရမှာဘယ်လိုလှုပ်လိုက်ရမှာအခုတော့မှတချို့ iPhone 14 Pro Max ကိုကင်ကျင်လို့9သိန်းကြိုပြီးပေး9သိန်းဈေးပို့ပြီးပေးပြီးဝယ်တဲ့ကောင်ရှိတယ်9သိန်းပို့ပေးပြီးဝယ်တဲ့ကောင်ရှိတယ်10သိန်းပို့ပြီးပေးပြီးဝယ်တဲ့ကောင်ရှိတယ်မြန်မာနိုင်ငံမှာအဲ့ဒီတိုင်းမိုင် US ဆန်ပြီးဝယ်တဲ့ကောင်တွေအများကြီးတကယ်ပြောတာ iPhone 14 Pro Max ကိုလေသူများထက်ကြိုပြီးကင်ကျင်လို့9သိန်းပို့ပြီးပေးပြီးဝယ်တဲ့ကောင်ရှိတယ်10သိန်းပို့ပြီးပေးပြီးဝယ်တဲ့ကောင်ရှိတယ်အပြိုင်ဆိုင်ကင်ကြတာမြန်မာနိုင်ငံမှာနော်အဲ့ဒါကပညာတတ်တယ်လို့မခေါ်ဘူးအဲ့ဒါပညာမတတ်ဘူးသူများနိုင်ငံမှာအဲ့လိုမျိုးကြိုပြီးတော့အဲ့လိုမျိုးတွေ over တင်းနေလုပ်ပြီးဝယ်စရာမလို့သိလားဝယ်စရာမလို့သူ့ရဲ့နီလန်းနဲ့သူ့ရဲ့အဆုပ်ပြီးလမ်းကြောင်းဆိုတာရှိပြီးသားပစ္စည်းတစ်ခုထွက်တိုင်းကပြည်သူပြည်သားတွေသုံးစိတ်ချင်လို့ဒီပစ္စည်းတီထွင်တဲ့သူကိုဒီရဲ့စိတ်ဆန္ဒကိုကျွန်တော်တို့အရင်စဉ်းစားရအောင်ဒီဖုန်း iPhone 14 Pro Max ကိုဒါလုတ်ပြီးတဲ့သူရဲ့စိတ်ဆန္ဒကိုကြည့်သူဒီပြည်သူပြည်သားတိုင်းအားလုံးကိုသုံးစိတ်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့တွေရဲ့မြန်မာနိုင်ငံမှာစိတ်တက်ကဘာလဲဆိုလို့ရှိရင်ဒီ iPhone 14 Pro Max ဆိုတာတတိတွေနဲ့ပဲဆိုင်နေဝင်ငွေဖြောင်းတဲ့သူတွေနဲ့ပဲဆိုင်နေအားလုံးနဲ့ပဲဆိုင်နေဆိုတော့ခံစားချက်မျိုးရှိတယ်။ဘာကြောင့်ဒီလိုမျိုးရှိရတာလဲဆိုလို့ရှိရင်နိုင်ငံတော်အစိုးရကိုယ်တိုင်ကအစိုးရမဟုတ်တဲ့ကောင်တွေကဂျင်းထည့်ပြီးတော့မှနိုင်ငံတော်ပုံကန်ထားလို့ပဲဖြစ်တယ်။ဟဲ့သူများနိုင်ငံမှာအဲ့လိုမျိုးမဟုတ်ဘူး။ iPhone 14 Pro Max ထွက်လဲလူတန်းစိဝယ်နိုင်တယ်။လူတန်းစိဝယ်လို့ရတဲ့စနစ်မျိုးသူတို့မှာရှိတယ်။ကျွန်တော်မြန်မာနိုင်ငံမှာမရှိဘူး။မရှိဘူး။ရှိရင်တော့မှဘာလုပ်လဲသိလား။မတော်လျော်သောဟာတွေကိုတင်ပြီးတော့သူတို့လောက်ထားတဲ့ဟာတွေအများကြီးရှိတယ်ကျွန်တော်ပြောနားလေလားမသိဘူးနော်ဒါ iPhone 14 Pro Max ပဲပြောသေးတာကားတွေရှိသေးတယ်ဆိုင်ကယ်တွေရှိသေးတယ်အဲ့ဒါတွေပြောလိုက်လို့ရှိရင်အများကြီးပဲကဲ iPhone 14 Pro Max ဘယ်လောက်ကျလဲသူများနိုင်ငံသူနိုင်ငံသားတိုင်းဝယ်လို့ရတဲ့စနစ်မျိုးချပေးထားတယ်ဘယ်လောက်ကတော့အရင်သွင်းဘယ်လောက်ကတော့မိမိလစာဘယ်လောက်ရတယ်လဲအဲ့ဒီရတဲ့လစာနေဘလို့လေးတွေဖြတ်သွားမယ်ဆိုတဲ့စနစ်တွေအများကြီးရှိတယ်
အဲ့တော့ပစ္စည်းဒီလိုမျိုးတီထွင်တဲ့လူကလည်းဒီဟာကိုအများကြီးပြည်သူတွေသုံးစေခြင်းနဲ့ပုံစံမျိုးဖြစ်အောင်သူလုပ်ထားတာလေမြန်မာနိုင်ငံမှာတော့အဲ့လိုမျိုးမဟုတ်ဘူးပစ္စည်းတစ်ခုထွက်လာပြီဆိုတာနဲ့ဘာလို့လဲဒါတွေကငါတို့နဲ့မဆိုင်ပါဘူးငါတို့အစင်းနဲ့မဆိုင်ပါဘူးဒီပစ္စည်းလေးကငါတို့ကမကိုင်းနိုင်ဘူးတနေ့လုံးမှတနေ့စားခိမိဖွံ့ဖြိုးတိုးတက်တဲ့စနစ်တွေပေါ်လာတာတွေပေါ်လာတဲ့ဟာတွေဘလို့ပဲသူတို့ဘလို့ပေါ်လာပါဗျာပြည်သူလူထုတောင်းနိုင်အောင်လုပ်တော့ကိုပြည်သူလူထုပညာမတိုးတက်ဘူးလားကိုပြည်သူလူထုအသိတရားမရဘူးလားကိုပြည်သူလူထုရဲ့အသိဉာဏ်တွေပိုပြီးမပွင့်လာဘူးလားကိုပြည်သူလူထုကဘာကြီးနဲ့ပို့ပြီးတော့မှအခြေဆက်တွေပိုပြီးမိလာပြီးတော့မှပို့ပြီးတော့မှအသိဉာဏ်အလင်းတရားတွေပိုပြီးမရလာဘူးလားဒါပဲလေမြန်မာနိုင်ငံမှာအဲ့လိုမျိုးမဟုတ်အကုန်လိုက်ပိတ်တာပြီးလို့ရှိရင်နေ့အဆင့်က iPhone 14 Pro Max သုံးတဲ့အဆင့်လားအဲ့လိုမျိုးနဲ့ဘာဖြစ်လဲခွဲခြားပြီးတော့မှဆက်ဆက်ချင်းခံရတယ်နော်အဲ့တော့ကျွန်တော်မြန်မာလူငယ်တွေနဲ့တွေ့ပါတယ်မြန်မာလူငယ်တွေနဲ့တွေ့တဲ့အခါကျတော့အဲ့ဒါနောက်ဆုံးပေါ်ကားတွေတဲ့အဲ့ဒါဒီတော့မကင်တဲ့အတန်ညီလေးဒါမြန်မာနိုင်ငံလုံးမဟုတ်ဘူးမင်းကင်လို့လည်းရတယ်ဈေးနှုန်းတွေမင်းကြည့်လို့လည်းရတယ်ဆွေးနွေးလို့လည်းရတယ်ကိုယ်အဆင့်တန်းနဲ့မတူဘူးမတန်ဘူးဆိုတဲ့စိတ်ဓာတ်မျိုးနဲ့တွားပြီးတော့မှအဲ့လိုမျိုးမပြောနဲ့လို့အဲ့ဒါမြန်မာနိုင်ငံမှာပဲရှိတယ်မြန်မာနိုင်ငံမှာပဲရှိတယ်အဲ့တော့သူများနိုင်ငံမှာကိုယ်ပြည်သူတွေကားရစေခြင်းလို့ကုန်တိုက်တွေမှာတကူးတကကားတွေလာထားပြည်သူလူထုကားစီးစေခြင်းလို့မမြင်အောင်ကိုသူတို့ကအဲ့လိုမျိုးတွေကုန်တိုက်တွေမှာလာထားရွာတွေစင်ကျွေးရွာတွေစင်အဲ့လိုမျိုးတွေလိုက်ပြီးထိုးပေးတာပင်တော့အကုန်တွက်ပြတာပြည်သူကနည်းနည်းအုံနောက်များတဲ့အတွက်ကြောင့်ပြည်သူကတိတ်မတွက်ဘူးလေသူတို့ကမင်းလာတာဘယ်လောက်ရတာအဲ့လာတာတွေကမှမင်းဘလို့သွင်းလိုက်လို့ရှင်ဘလို့ဖြစ်သွားနိုင်တာအကုန်လုံးသူတို့တွေကကိုမစင်းစားတဲ့ဟာပါသူတို့ကအကုန်တွက်ပြပေးတယ်စဉ်းစားပေးတယ်နော်လမ်းကြောင်းပေးတာပေါ့နော်အဲ့ဒါပညာတတ်တယ်လို့ခေါ်တယ်ပညာတတ်ကကျွန်တော်တို့တခြားလူတွေကိုအဲ့လိုမျိုးရှင်းပြပေးပြီးတော့မှနီးမှန်လမ်းမှန်တဲ့ဘဝဖွံ့ဖြိုးတိုးတက်ရေးတော့ကိုလို့တာအဲ့တော့မင်းရတဲ့အခုရတဲ့လာစာနဲ့ဒီလိုကားဝင်လိုက်လို့ရှိရင်အဆင်မပြေဘူးလားပြီးလို့ရှိရင်မျိုးမင်းတရားသုံးပြီးတော့မှမင်းပတ်စံဆက်ရှာတဲ့အခါကျတော့မင်းပို့ပြီးတော့မှဝင်ငွေမတိုးလာဘူးလားတိုးလာတဲ့အခါကျတော့ငါတို့ဒီလိုလေးတွေအရေးကြလေးတွေနဲ့ဆက်သွားရောအဆင်မပြေဘူးလားဆိုအဲ့လိုမျိုးအသေးစိတ်ကစားတွက်ပြီးတာအရန်ကောင်းတယ်အဲ့တော့သူတို့နိုင်ငံမှာမှတ်ပုံတင်နံပါတ်က digital စနစ်နဲ့သွားတယ် step ပြန်ပါတယ်နော်အမှားရုံးလုံးဝမရှိဘူးဆိုလို့ရှင်သူတို့အတွက်ကအရန်ကောင်းတယ်မြန်မာနိုင်ငံမှာယာယီမှတ်ပုံတင်နဲ့နေခဲ့တာတင်ပဲအသေးအပေါက်နေနာနော်မြန်မာနိုင်ငံမှာမှတ်ပုံတင်ကိုဘယ်လိုလုပ်ထားလဲဆိုလို့ရှိရင်မြန်မာမှတ်ပုံတင်ကြည့်လိုက်လို့ရှိရင်ဘာဖြစ်လာလဲ credit မဖြစ်ဘူးမှတ်ပုံတင်ကိုပဲကြည့်လိုက် credit လုံးဝမဖြစ်ဘူးစိတ်မဖြစ်ဘူးပြောနားလဲလားစိတ်မဖြစ်ဘူးနော်အဲ့လိုမျိုးလုပ်ထားတာအဲ့တော့မြန်မာနိုင်ငံမှာကအခုကျွန်တော်တို့တကယ်လွတ်လပ်ရပြီလားဆိုတော့ငငယ်တော့တင်ခဲ့တဲ့လွတ်လပ်ရေးဆိုတာချင်းလာလို့တော့မှထင်ခဲ့ရတယ်အခုတော့တကယ်ပြည်သူလူထုကိုယ်တိုင်လွတ်လပ်ရေးကိုတိုက်ယူနေတဲ့အဆင့်ကိုရောက်သွားပြီနော်အခုမှကျွန်တော်တကယ်ပဲငါတို့အဖဗိုလ်ချုပ်အောင်ဆန်းငါတို့ပေးတဲ့လွတ်လပ်ရေးအစစ်အဲ့ဒီလွတ်လပ်ရေးအစစ်ကိုဒီအကြမ်းဖက်စစ်ကောင်စီတွေကနော် community နဲ့ပေါင်းပြီးတော့မှလွတ်လပ်ရေးပြည်သူလူထုကိုအစစ်မပေးဘူးချင်းဟာတွေပေးတယ်ပြီးတော့မြန်မာပြည်ကိုတရုတ် community မှာပေါင်စားလိုက်ရုရှား community မှာပေါင်စားလိုက်နော်ပြီးလို့ရှိရင်ပြည်သူလူထုကိုလိန်ညာလှက်ပက်ပြီးဂျင်းတွေထည့်ပြီးတော့အကျွေးတွေဆက်ခိုင်းလိုက်ဒီတိုင်းတော့နေတာပြီးရင်ပြည်သူလူထုကိုဂျင်းတွေထည့်မီဒီယာတွေကနေဟာသားတွေလွတ်လိုက်ဟိုဟာတွေလွတ်လိုက်ဒီဟာတွေလွတ်လိုက်ပြည်သူပြည်သားတွေကိုအာယုံထွေပြောအောင်လုပ်တယ်ပြည်သူလူထုအင်အားကြီးထွားလာအောင်မလုပ်ဘူးပြီးရင်ဖွံ့ဖြိုးတိုးတက်ခြင်းလို့ရှိရင်မြန်မာနိုင်ငံမှာပတ်စံမရှာစားရအောင်ကိုရီးယားနိုင်ငံသွားပြီးပတ်စံရှာရတယ်စင်ကာပူနိုင်ငံသွားပြီးပတ်စံရှာရတယ်ထိုင်းနိုင်ငံသွားပြီးပတ်စံရှာရတယ်မြန်မာနိုင်ငံသားတယောက်ဖြစ်ပြီးတော့မှကိုယ့်ရဲ့ဘဝဖွံ့ဖြိုးတိုးတက်ဖို့ကိုမြန်မာနိုင်ငံမှာလုံးလုံးလတ်လတ်ရှာလို့မရဘဲနဲ့သူများနိုင်ငံကိုထွက်ရှာရတယ်မြန်မာနိုင်ငံမှာရှာလို့ကောင်းတဲ့ဟာတွေကကြတော့သူတို့ရဲ့အမျိုးတွေသူတို့ရဲ့အဆွေတွေသူတို့ရဲ့အဆက်တွေသူတို့ရဲ့လူတွေသူတို့ရဲ့အုပ်စုတွေသူတို့ရဲ့လူတစုကောင်းစားရေးတော့ကိုသူတို့ကနေပြီးတော့မှလောဘတကြီးနဲ့ခြေကုပ်ယူထားကြတယ်အခုဒီအချိန်မျိုးတော်လိုင်းမှာ
နှွေဦးတွက်လိုက်မှာပေါ့နော်နှွေဦးတွက်လိုက်မှာပြည်သူနဲ့မပူးပေါင်းတဲ့အဖွဲ့တော်တော်များများရှိတယ်ပြည်သူနဲ့မပူးပေါင်းတဲ့တော်တော်များများအဖွဲ့ကအခွန်ဌာနဆိုအရန်ဆိုးတယ်လုံးအောင်စီရီယံကိုမလုပ်တာစီရီယံမလုပ်တဲ့အဖွဲ့တွေမှာခေါင်းအမှားဆုံးအဖွဲ့ကအဲ့အခွန်ဌာနတွေကလူတွေလုံးဝမလုပ်ဘူးရဒါပေမဲ့ပြည်သူလူထုကဘာဖြစ်လဲတရွရွတွင်းနဲ့ဇသိန်းနဲ့အဖတ်တီကိုကျွန်တော်တို့ဥဆောင်လာနိုင်တာကိုဒါကျွန်တော်တို့တွေ့ရတယ်နော်အဲ့ဇသိန်းခန်းတီကိုကျွန်တော်တို့ရောက်လာတယ်ဇသိန်းနဲ့အထီကိုကျွန်တော်တို့ကဥစည်းဥဆောင်လုပ်လာနိုင်တာကိုတွေ့ရပါတယ်ခင်ဗျာခွေးလက်ကြောင်ပဲလုံနေတာ290ရှိပြီအဲ့တော့အခုမှကျွန်တော်တို့ကတကယ်လွတ်လပ်ရေးရမှာနော်မကြမီမှာကျွန်တော်တို့ကတကယ်လွတ်လပ်ရေးတတိုင်းပြည်လုံးကြီးအရန်ကိုမျောလင့်တောင်းတနေတဲ့လွတ်လပ်ရေးကျွန်တော်တို့ရတော့မှာမကြခင်မှာနော်အဲ့တော့ဇသိန်းခန့်ကလည်းရောက်နေပြီဇသိန်းခန့်နေရောက်နေတဲ့အခါကျတော့သူတို့ဒေါ်လာတွေထုတ်ရောင်းကြတယ်မရှိတော့ရောင်းလဲသူတို့အချင်းချင်းပဲဒေါ်လာတွေမျှပြီးတော့မှနိုင်ငံခြားမှာအိမ်တွေဝယ်နိုင်ငံခြားမှာသူတို့ထွက်ပြေးဖို့အတွက်အိမ်တွေဝယ်ခြံတွေဝယ်ကွန်ဒိုတွေဝယ်ဒါတွေသူတို့လုပ်ကုန်ကြပြီကျွန်တော်နားလဲလားဒေါ်လာတွေရောင်းနေဆိုတာနိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရောင်းနေတာမဟုတ်ဘူးသူတို့အကြမ်းဖက်စစ်ကောင်စီအတိုင်းဝိုင်းဘက်ကလူတွေကမင်းအောင်လှိုင်ကိုမြောက်ပေးတာမင်းအောင်လှိုင်ကိုပံပိုးမဲ့ကောင်တကောင်မှမရှိဘူးဒီလားမင်းအောင်လှိုင်ကိုမြောက်ပေးတာနော်မင်းအောင်လှိုင်ကိုဝိုင်းဝန်းပံပိုးမဲ့ကောင်တကောင်မှမရှိဘူးအဲ့သူတို့ရဲ့အားနေချက်ဟာဒီခေါင်းဆောင်ကြီးကပြောမှမရတာမင်းအောင်လှိုင်တို့စိုးဝင်းတို့ကပြောမရဘူးခေါင်းပါတယ်အဲ့တော့သူတို့ပြောသမျှဟုတ်တယ်ဆိုပြီးမြောက်ပေးလိုက်ကြတယ်ပြီးလည်းပြောအဲ့အောက်ကလူတွေကဘာလုပ်ကြလဲသိလားအမလီပြေးဖို့အိမ်နေရှာထားပြီးသားထိုင်းနိုင်ငံမှာပြေးဖို့အိမ်နေလာရှာကြတယ်စင်ကာပူမှာပြေးဖို့အိမ်နေလာရှာကြတယ်ဒူဘိုင်းမှာပြေးဖို့အိမ်နေလာရှာထားကြတယ်အကုန်လုံးတရုတ်ပြည်မှာပြေးဖို့အိမ်အကုန်ရှာထားပြီးသားအကြမ်းမဲ့စစ်ကောင်စီမြောက်လန်တို့စိုးဝင်းတို့ဆိုတော့အကုန်မြောက်ပြီးကြတယ်ဟောသူတို့လည်းပြောလဲမရဘူးလीနော်သူတို့ပြောလဲဟိုကအာနာဆင်းပေးတာတွေလည်းမရှိဘူးဘာညာဆိုတော့အကုန်လုံးကသူတို့ဘာဖြစ်လဲဝိုင်းပြီးတော့မှမီးပင်လေထိုးမြောက်ပင်အကုန်လုပ်ပေးကြတယ်အခုအကြမ်းမဲ့စစ်ကောင်စီမြောက်လန်ရဲ့အဓိကဒုက္ခကဘာလဲသိလားသူ့ဘေးနားမှာမိတ်ဆွေမှမရှိဘူးနိုင်ငံကြီးကိုစိတ်ဝင်စားတဲ့သူတွေဆိုတာသူ့ရဲ့ဘေးနားမှာတကယ်တန်တမန်အရေးတွေမှာဆွမ်းတမန်လှုပ်ဆောင်နိုင်တဲ့နိုင်ငံကြီးဝင်ကြီးတွေရှိရမယ်နော်ဝင်ကြီးတွေရှိရမယ်အခုအကြမ်းဖက်စစ်ကောင်စီဘေးနားမှာဟိုလူကိုတရားစွဲမဲ့ကောင်ဒီလူကိုတရားစွဲမဲ့ကောင်အဲ့ဒါတွေပဲသူမွေးထားတာအကြမ်းဖက်စစ်ကောင်စီရဲ့ဘေးနားမှာဘယ်သူတွေမွေးထားလဲဟိုလူကိုတရားစွဲဖို့ဒီလူကိုတရားစွဲဖို့ဟိုအောင်တရားစွဲဖို့ဟိုအောင်ဖြုတ်ချဖို့အမေစုကိုပြဿနာရှာဖို့လူတွေကစားအကုန်ထားပြီးသားတမရာကြီးဦးမျိုးကိုပြဿနာရှာဖို့သူထားပြီးသားအဲ့တော့သူ့ရဲ့ဘေးနားမှာတကယ်တရားသောစစ်မှန်သောလူရှိသလား no မရှိဘူးနားလေလား
ဇက်သိမ်းမှာမင်းအောင်လိုင်ပြီးတော့မှဘာမိတ်ဆွေကောင်းမှမရှိဘူးဘာလူကောင်းမှမရှိဘူးနောက်သူတို့ရဲ့ဘေးနားမှာရှိနေတဲ့သူတွေကဘယ်လိုစိတ်တက်ရှိလဲဆိုလို့ရှိရင်မိုးရွာတော့ရေခံမယ်ဆိုတဲ့စိတ်တက်ရှိတယ်အဲ့ဒါပိုဆိုးတာမိုးရွာတော့ရေခံမယ်အကြမ်းမဲ့စစ်ကောင်စီမင်းအောင်လိုင်ကအာနာရီရလို့စိုးဝင်းတို့ကအာနာရီရလို့အားလုံးနိုင်ငံကြီးတို့ကိုတန်ဖိုးရှိအောင်လုပ်ကြမယ်ဘာညာကွီးကွာမညာကွီးကွာဆိုတော့အဲ့ဒါသူတို့ကစာပဲရေးတာလက်တွေ့မှာတရားမှမရှိဘူးလက်တွေ့မှာတရားမှမရှိဘူးမိုးရွာတော့ရေခံမကြမယ်ကွာဆိုပြီးတော့ရသမျှယူပြီးတော့အကုန်လုံးကရှောင်ထွက်ကြတဲ့လူတွေကြီးပဲအဲ့ဒါအခုအကြမ်းမဲ့စစ်ကောင်စီအခုသူတို့ကြုံနေရတဲ့ဟာပဲအဲ့သူတို့ဇက်တန်ရပါလေသူတို့ဘီနာမှာမိတ်ကောင်းဆွေကောင်းတန်တမန်ကောင်းနိုင်ငံရေးသမားကောင်းသူတို့ရဲ့ဘီနာမှာမရှိဘူးဒါကိုစိုက်တဲ့အတိုင်းကိုပြန်ရိတ်ရတာပဲလीနော်အကြမ်းမဲ့စစ်ကောင်စီကပါလေကိုစိုက်တဲ့အတိုင်းကိုပြန်ရိတ်ရတာကိုစိုက်တဲ့အတိုင်းကိုပြန်သွားရတဲ့ဘဝလို့ခေါ်တယ်နော်ဒီဟာအဲ့မျိုးအဲ့တော့အားလုံးပေါ့နော်အဲ့ဒါလေးတွေကစကျွန်တော်တို့သတိထားသိခြင်းနဲ့အားလုံးဒီအကြောင်းတရားလေးတွေကစသတိထားသိခြင်းနဲ့သတိဝိရိယတော့ရှိပါစေလို့ပြောချင်ပါတယ်အားလုံးအဲ့တော့အဆဆအရာရာလုံလာဝိရိယရှိပါနော်အဆဆလုံလာဝိရိယရှိပါအားလုံးသတိဝိရိယရှိပါနော်အဲ့တော့ကိုပြည်သူလူထုရဲ့ကိုယ်ပိုင်အခွင့်အရေးမျိုးကိုဒီအကြမ်းမဲ့စစ်ကောင်စီလာပြီးတော့အသုံးမချမိစေဂျင်းမထဲမိစေနဲ့သူတို့ကပြည်သူလူထုကိုပိုးချောင်ကောင်းထင်တာသိလားဒီကောင်ကြီးဘာပညာမှမတတ်ပါဘူးဘာမှမသိပါအဲ့လိုမျိုးပုံစံမျိုးမလီပြည်သူလူထုကသူတို့လောက်ကိုအများကြီးသိနော်နိုင်ငံကိုမြန်မာနိုင်ငံကြောင့်ပြည်သူလူထုကပြန်အောင်ပြောပြလာအောင်မယ်အများကြီးဟုတ်တယ်မဟုတ်လားအများကြီးပဲပြည်သူလူထုကပညာတတ်အများကြီးပဲအကြမ်းမဲ့စစ်ကောင်စီမင်းအောင်လိုင်နဲ့တော်ရတက်တဲ့သူတွေတပုံကြီးလက်ချူကြီးလို့တော့မကောင်းဘူးအများကြီးရှိတယ်နော်အများကြီးရှိတယ်သူတို့တွေကတော့သူတို့မှသူတို့လူမှသူတို့အဲ့လိုမျိုးသူတို့ကအဲ့လိုမျိုးပေါ့နော်နိုင်ငံရေးဆိုတာဘာလဲဆိုလို့ရှိရင်ပြည်သူလူထုကိုအင်အားကြီးထွားလာအောင်လုပ်ပေးရတယ်ပြည်သူလူထုပို့ပြီးတော့မှအင်အားကြီးထွားလာအောင်ကိုမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေတခြားနိုင်ငံနဲ့ရှင်ပြီးတော့မှပို့ပြီးတော့မှဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ပေးရတာအဲ့ဒါနိုင်ငံရေးလို့ပြောလိုက်ပြီဆိုတာနဲ့ကိုမြန်မာပြည်သူပြည်သားတွေတခြားနိုင်ငံသူနိုင်ငံသားတွေနဲ့ရင်မောင်တန်းပို့ပြီးသွားနိုင်အောင်ကြိုးစားပေးရတာအခုကသူများနိုင်ငံနဲ့ရင်မောင်တန်းသွားဖို့ရင်းနေတတ်တာနော်အခုထိုင်းကိုလေရင်စီးလာလို့ရှိရင်လေစိတ်မှာရစ်နေပြီသိလားမင်းကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ရစ်နေတာရတစီတတိုင်းမြန်မာနိုင်ငံသားဆိုရင်ရစ်မဲ့နေတာတန်းစီညာအဲ့ဒါဘာကြောင့်လဲသိလားဘာကြောင့်လဲသိလားအကြမ်းဖက်စစ်ကောင်စီကအစင်တမ်းမှမရှိတာသူတို့ပေါ်မှာမူတည်တယ်နော်သူတို့ပေါ်မှာမူတည်တယ်သူတို့အသုံးမကျတာ
အဲ့တော့အားလေးတွေလိုအပ်ပါတယ်အဲ့တော့ဇသိန်းခမ်းမှာပြည်သူကတော့ပြည်သူသားလဲအမိပြည်သူသားလဲအဖပြည်သူသားလဲညီကိုမောင်မဆိုတဲ့စိတ်ဓာတ်မျိုးပေါ့ပို့ပြီးတော့အင်အားတောက်သွားတယ်အကြမ်းစစ်ကောင်စီမှာမိတ်ဆွေကောင်းတွေမရှိတော့လူကောင်းတွေမရှိတော့နော်အခုသူတို့တွေတယောက်နဲ့တယောက်တူနဲ့တူတော့မှစိတ်မချကြတော့တဲ့အဆင့်မျိုးဖြစ်နေနော်နေတိကပြောခဲ့တာကြားနေပြီမြန်မာရဲ့ပတ်စံကဘလက်လေးဖြစ်သွားတာကြားပြီနော်ကြားပြီဘူပန်ဆိုတာအကြမ်းစစ်ကောင်စီရဲ့ဘန်နော်ဟိုကဘာကြီးကတရားဝင်အတိမပြူလာတဲ့ဘန်မဟုတ်ဘူးတတိထားအဲ့ဒါအစိုးရရဲ့နေတိကတတိပေးတယ်ကြိုပြောခဲ့တယ်ကြိုလုပ်ခဲ့တယ်အခုမြန်မာငွေကြီးမတုံးရဲတော့လောက်တဲ့ထိကိုဖြစ်သွားရင်မလားအဲ့ဒါမျိုးကြီးနော်အခုသူတို့တွေ KB တွေပိတ်တယ်နော်ငတ်ပြတ်နေလို့ပိတ်တာနော်စဉ်းစားမနေနဲ့ဟိုသူတို့ကတော့ခေါင်းစဉ်တစ်ခုတက်လိုက်မယ်ပေါ့နော်ဒါပေမဲ့သူတို့ငတ်ပြတ်နေလို့ပိတ်တာနော်သူတို့ကပြည်သူလူထုကိုဘယ်လိုမျိုးခေါင်းစဉ်တက်ပြီးတော့မှဓာတ်များတိုက်ရအောင်လဲပဲစဉ်းစားတာသူများနိုင်ငံကကျတော့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့တောင်လေးပဲခြားတာတောင်ကုန်းလေးတစ်ခုပဲခြားတာနော်မြန်မာပြည်မှာပြည်သူလူထုကိုဘယ်လိုဓာတ်များတိုက်ပြီးတော့မှနှိပ်စက်မလဲဆိုတဲ့ဟာစဉ်းစားတာထိုင်းနိုင်ငံမှာကျတော့ထိုင်းနိုင်ငံသူနိုင်ငံသားအားလုံးစင်းရဲချမ်းသာမရွေး iPhone 14 Pro Max ကိုဘယ်လိုကင်ခွင့်ရအောင်ကြိုးစားပေးရမလဲဆိုတဲ့ plan မျိုးသူတို့ကချတာအဲ့တော့နိုင်ငံလေးကပူပူလေးပဲတောင်ကုန်းလေးပဲချတယ်မြစ်ချောင်းလေးပဲချတယ်ဟိုဘက်ဒီဘက်လေးပဲအတွေးခေါ်တွေကစီနဲ့ကြီးနော်စီနဲ့ကြီးအဲ့လိုကွာတယ်ဟုတ်ပြီလားအဲ့ဒါနားလဲနော်နိုင်ငံကိုတခါလေးရှင်းပြတာတောင်ကုန်းလေးပဲချားတယ်ဒီဘက်ကကျတော့ဘလို့ဓာတ်များတိုက်ရမလဲ KB ကနေဘလို့ဓာတ်များတိုက်ရမလဲဝိမန်နီကနေဘလို့ဓာတ်များတိုက်ရမလဲအခွန်အခတွေကနေဘလို့ဓာတ်များတိုက်ရမလဲကုန်စည်နှုန်းတွေကနေဘလို့ဓာတ်များတိုက်ရမလဲမြန်မာပြည်မှာဓာတ်များတိုက်တာပြည်သူလူထုစီကနေဓာတ်များတွေတိုက်ပြီးတော့ပြည်သူလူထုလေဝဲညှစ်ပြီးတော့မှသွေးဆုပ်ဂုတ်ဆုပ်ဂုံညစ်လေဝဲညှစ်ပြီးအဲ့လိုမျိုးဟိုကလုံးတယ်ဒီဘက်တောင်ကုန်းလေးရောက်လေရောက်ပေါ့ iPhone 14 Pro Max ကိုပြည်သူပြည်သားတွေဘယ်လိုသုံးလို့ရမလဲဆိုတဲ့ဟာမျိုးသူတို့ထိုင်းနိုင်ငံကစီစဉ်ပေးနေတယ်ဘာကွာလဲအဲ့ဒါဘာကွာတော့မိမပြည်သူများဘာကွာတော့မိဘပြည်သူများဘာကွာတော့အဲ့ဒါတွေကဘာကွာတော့ကွာတာပေါ့နော်အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကသိရမယ်အဲ့ဒါလေးတွေအဲ့တော့အဲ့ဒါမျိုးလေးကိုသိရမယ်မြန်မာနိုင်ငံမှာကွက်ကြားတိုးတက်တာမျိုးအဲ့ဒါတိုးတက်တယ်လို့မခေါ်ဘူးတိုးတက်တယ်ဆိုတာတိုင်းပြည်လုံးအခုထိုင်းမှာကထိုင်းလူမျိုးတွေပေါ့နော်အခု
သူတို့အကုန်ပတ်စံဝိုင်းရှာကြတယ်အခုမြန်မာနိုင်ငံမှာကိုဗစ်ဆိုပြီးတော့မှဟိုဇလန်းထားနေတာပေါ့နော်ဒါမြန်မာနိုင်ငံမှာအခုကိုဗစ်ဆိုပြီးဇလန်းထားနေတာထိုင်းမှာအကုန်လမ်းပေါ်ထွက်တယ်မထွက်တဲ့ပြည်သူလူထုကခက်ရှာကြအခုအတကုံပတ်စံရှာတာအခုအတကုံပတ်စံရှာတာဈေးအတကုံချောင်းနော်မြန်မာပြည်မှာတော့ကိုဗစ်နဲ့သူကကိုဗစ်ကိုသူကလှုပ်ရှားလို့မဝတော့ဘူးမြန်မာနိုင်ငံကနော်ကိုဗစ်ကိုပါတယ်လှုပ်ရှားလို့မဝတော့မြန်မာနိုင်ငံမှာကိုဗစ်ကလှုပ်ရှားတဲ့ခွင်ဖြစ်သွားတာကျမစစ်ကောင်စီရဲ့လက်ထက်ကြတော့ထိုင်းနိုင်ငံမှာကြတော့သူတို့ mass တွေတက်တယ်လက်စည်းကျယ်တွေထားတယ်ဒါပေမဲ့အတကုံပတ်စံပြန်ရှာတာမြဖျားဆိုလို့ရှိရင်လူကြိတ်တူ shopping mall လူကြိတ်တူ platinum shopping mall အခုအရန်စီကြိတ်တူဟဲ့ platinum ရဲ့ fashion mall ရဲ့အဲ့ဒီအရှိမရှိနေတဲ့စားတော့ဆိုင်နေဆိုလို့ရှိရင်အကုန်လူပြန်ပြည့်ဟိုတယ်တွေအကုန်ပြည့်ကဲတောင်ကုန်းလေးပဲချားနေဒီနိုင်ငံလေးဒီမြန်မာနိုင်ငံနဲ့တောင်ကိုလေးကလင်းစီးလို့ရှိရင်45မိနစ်မပြည့်ဘူးရောက်တဲ့ဒီနိုင်ငံလေးကဝေစာပြီးတော့ဖွံ့ဖြိုးပြီးတော့တိုးတက်ပြီးတော့ဟိုတယ်ခီးသွားလာရေးလုပ်ငန်းတွေအကုန်အောင်မြင်လာတယ်ဖွံ့ဖြိုးလာတယ်ကဲမြန်မာနိုင်ငံကကိုဗစ်ကိုလှုပ်ရှားလို့မပြီးသေးဘူးပြည်သူလူထုကိုဂုတ်ခွာစီလဲမင်းစီညှစ်လို့မပြီးသေးဘူးဒါစော်ကားတော့မဟုတ်ဘူးအမှန်တရားကိုချပြတယ်သူတို့ကမြန်မာနိုင်ငံမှာဘာကောင်းစင်နဲ့သွားတယ်တလားဘလို့လှုပ်ရှားလို့ရမှလဲအစိုးရကိုယ်တိုင်ကပြည်သူလူထုကိုဘလို့အဆင်ပြေအောင်ပံ့ပိုးရမလဲဘလို့မျိုးကြီးပွားအောင်လုပ်ပေးရမလဲဆိုတော့ခေါင်းစဉ်နဲ့မတော်ဘူးဘလို့လှုပ်ရှားလို့ရမလဲအကြမ်းဖက်စစ်ကောင်စီနဲ့အခုပူးပေါင်းတဲ့လူတွေအားလုံးကခေါင်းစဉ်တစ်ခုတည်းသွားတယ်ဘလို့လှုပ်ရှားလို့ရမလဲဘလို့ဂုတ်ခွစီးလို့ရမလဲအဲ့ဒီခေါင်းစဉ်နဲ့သွားတာတိတ်ရှက်ဖို့ကောင်းတယ်တိတ်ရှက်ဖို့ကောင်းတယ်မုန်းဖို့ကောင်းတယ်ယုံဖို့ကောင်းတယ်နားလည်လားမသိဘူးပြည်သူတို့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဒါပေမဲ့ဒါသူတို့ဇက်သိန်းရရောက်နေပြီသူတို့ဇက်သိန်းရတော့ရောက်နေသူတို့ဗာလဲဇက်ကိုသိန်းရနေမယ်82လို့တော့မရတော့နော်အဲ့ဆိုပြည်သူလူကအရန်စီလုံးနဲ့ညီညွတ်တယ်နော်ဒီကနောက်အခုနာလာတာပြည်သူတွေမဟုတ်တော့ဘူးသူတို့အချင်းချင်းလဲနာလာတယ်သူတို့အချင်းချင်းလဲထိတယ်သူတို့အချင်းချင်းပို့ပြီးထိလာတယ်သူတို့အချင်းချင်းပို့ပြီးနာလာတယ်အဲ့လိုဖြစ်လာတယ်နော်ဟုတ်ပြီကဲကျေးဇူးတင်ပါတယ်အဲ့တော့ပြည်သူပြည်သားတွေလက်မအောင်ထောင်ပါကျွန်တော်တို့တန်ဖိုးတွေအရန်မြင့်တယ်ပြည်သူလူထုရဲ့တန်ဖိုးတွေအရန်မြင့်တယ်လူဦးတော်လိုင်းပြီးတဲ့နောက်ပိုင်းမှာပြည်သူပြည်သားတွေရဲ့ဘဝတွေကပေါ်ချောင်ကောင်မဟုတ်ဘူးဗျတန်ဖိုးအရန်ရှိတဲ့လူတွေဖြစ်တယ်တန်ဖိုးမြင့်တဲ့လူတွေဖြစ်တယ်တန်ဖိုးအားကြီးတဲ့လူတွေဖြစ်တယ်ပြည်သူကိုတန်ဖိုးမထားတဲ့သူနာမှာပဲပြည်သူလူထုကိုကြော်ခိုင်းထားတဲ့သူနာမှာပဲအစိုးရတွေကပဲဖြစ်ဖြစ်ဆယ်လီတွေကပဲဖြစ်ဖြစ်ဘယ်သူမစိုးပြည်သူလူထုကိုကြောခိုင်းထားတဲ့သူကဘိုးစုပစံနာမဲ့ကာလဖြစ်တယ်အဲ့ဒါတတိထားဇက်သိန်းကရောက်နေပြီဇက်သိန်းကရောက်နေပြီနော်ကျေးဇူးတင်ပါတယ်အားလုံးအဲ့တော့ကျမ်းမာရေးကြည့်ဆိုင်ပါအစားအစာကောင်းကောင်းစားပါနော်အများကြီးတိုင်းပြည်တောင်းဝင်အကျိုးတကူတည်ပိုးရမယ်မိဘပြည်သူများဖြစ်ပါတယ်အစားအစာရလीနော်အဲ့ဒါလေးသတိထားပြီးတော့မှစိတ်ဖြစ်အောင်နေပါလို့ပြောရင်းနဲ့ဒီနေ့ည live ကိုဆုံးသက်ပြစီကျေးဇူးတင်ပါတယ်ဇက်သိန်းရောက်နေပြီ